ချင်တယ်လေကောင်းပါစေဆုံးမင်းဝင်ပြီးသူကအဲ့လိုမျိုးဆုံးမင်းဝင်ထိုးတာတစ်ချက်ကသူပြောင်းမှားသွားတာပြီးခဲ့တဲ့ပွဲတော့အဲ့လိုမျိုးပဲသူဝင်လောက်ရတာတစ်ချက်ကသူပြောင်းထိသွားတာလေအဲ့ဒီတစ်ချက်မောင်မဆန်းနဲ့ချဆုံးမင်းချမောင်မဆန်းနဲ့ဘောင်းမဆဲတယ်ကွာမြန်မာဖိုက်တာအများပြည်သူဘောင်းမဆဲတယ်ကွာစိတ်ညစ်တယ်မစိတ်လောက်စားတယ်ဒီမှာရင်ခောက်တယ်ကွာပြောင်းစိတ်ပူတယ်ပြောင်းဆိုတော့ကျွန်တော်လည်းစိတ်ပူတယ်ကွာခိုးတာဖိုက်တာတော့အများတော့ကွာပါတယ်ကွာဗျာထိုင်ရတော့ဆရာကြီးဆိုတော့စမမင်းစားနေတယ်ဆိုလို့ဆိုတော့ပြောဆက်မလို့အဲ့ဒီဖိုက်တာတော့မှာနော်အဲ့ဒါပဲတာကင်ဆာလဲတော့မှတော့လဲထိုးတာတယ်ပတ်ပါဒါဆိုတော့မရတန်းစင်ရောအမတိုက်ထားတဲ့ကင်ဆာနဲ့မှသူကလဲတာထိုးထားတယ်ဟိုထိုးတယ်ဆိုတော့မရသူကစမမင်းဟိုကဘာလဲပြောင်စော့တာကွာကဲမလို့ဟိုတော့လာကြတယ်ကဲမလို့ပြောင်ပြီးတော့စော့တယ်ပြောင်စော့တဲ့အချိန်မှာဆိုလို့စင်းတော့သတိထားရတယ်ပေါ့ပြောင်ပြီးတော့စော့တာဆိုတော့ဟိုဟုတ်လားသူများကကဲမကာဆိုလားကဲမလို့သူပြောင်စော့တာဆိုတော့ချင်းပြချက်ဒါမှထိုင်စော့တာတော့သိရတယ်ကဲမလို့စမမရအဲ့လိုမျိုးပြောင်စော့တာမြန်မာဖိုက်တာတွေကအများကြီးအဲ့လိုပဲသူတို့ပြောင်စော့တာအဲ့လိုမျိုးဘာဖြစ်လဲဆိုတော့မြန်မာနိုင်ငံမှာတော့ဟိုအနာတောင်းနဲ့စစ်တယ်ဆိုတော့ချက်ကောက်ချက်ရနေမြန်မာနိုင်ငံကျတော့အနာတောင်းနဲ့စစ်တယ်ဆိုတော့အဲ့လိုဖြစ်တယ်ပေါ့ရောက်လည်းဖဲတော့ကားတယ်တဲ့လားသူကကဲကျွန်မကားဘူးလားအပေါ်ညနေမှမျိုးစအောက်ညနေတယ်ကျွန်မလည်းဝင်တောင်းနဲ့ဝင်တယ်ကျွန်မကလည်းမတော့လည်းမသိစောက်ကြည့်ရမှာဟိုဝင်တယ်ကောင်းတယ်အပေးတယ်လားအပေးတာလားဟိုသိတယ်တတိထားရမှာကွာသိတယ်ဒီမှာရင်ခောက်တယ်တောင်နဲ့ဝင်တယ်စမမင်းလည်းတင်းနဲ့ဖြိုလို့မရတယ်လေနန်းနဲ့မာတယ်ဆိုတော့တောင်နဲ့မှဝင်စမမင်းတောင်နဲ့ဝင်ဆရာကြီးပဲဖိုက်တာတော့ပြောစမ်းတယ်ဖိုက်တာတော့ဆရာကြီးပဲအဲ့တင်းနဲ့မရတယ်လေစမမင်းထိုးတဲ့ပေါ်တော့ကျွန်တော်ကြည့်တာလေစမမင်းထိုးတာလည်းတင်းနဲ့အဲ့ဒီကောင်ကမှဖြစ်ဆိုတော့စမမင်းလည်းတရားတချီလောက်ခံရကွာလို့ဖြီးရတယ်ကွာအဲ့ဒီပါတော့တော့မစီထိုးရတာကွာဆိုမထိုးတာထိုးတဲ့ပေါ်တော့ဒီရရှိမှဘလို့လာမှာစောက်ကြည့်မယ်ဟုတ်ချေကန်ချက်လက်တီဝင်တော့တယ်ဒါမှမဟုတ်လက်တီပုံများတယ်သူထက်လက်တီထွက်တာပုံများတယ်ငါလက်တီပါမစီတာဆိုမယ်ဒီပါတော့မကောင်းတောင်နဲ့ဝင်တော့ဆိုတာကမမင်းလက်တိဖြိုးလို့မရတဲ့တောင်နဲ့ဝင်တော့ဆိုတာသိတာတယ်အဲ့ဒီအချက်မှာတောင်နဲ့ဆိုတာလက်တင်နဲ့ဖြိုးလို့မရတဲ့တောင်နဲ့ဝင်ပြီးတော့ဆိုတာဝင်ဖြိုးတယ်ဆိုတာတောင်နဲ့ဝင်ဖြိုးတယ်ဆိုတာဟုတ်သိတယ်ဟုတ်တောင်နဲ့ဝင်ဖြိုးတယ်ဆိုမင်းတို့လက်တင်နဲ့ဖြိုးလို့မရဆိုတာသိတာတယ်ကွာပြောမယ်ဆိုကြည့်ပါတွေ့တာကြည့်ပါတောင်နဲ့ဝင်ဖြိုးတယ်တောင်နဲ့ဝင်ချရဆိုတာတောင်နဲ့ဝင်ချရတောင်နဲ့ဝင်ချတယ်တောင်ဝင်ချတယ်ကောင်းတဲ့သားထိပါတယ်ပြောသူဝင်တတ်တယ်လည်းမဟုတ်ပါတကယ်ပြောမှဆိုလို့ရှိရင်ကောင်းတဲ့ဝင်ထိပါတယ်အဲ့လိုပေါ့တကယ်ပြောမှဆိုလို့ရှိရင်ကောင်းတဲ့ဝင်ထိပါတယ်ကောင်းတဲ့ဝင်တော့ထိပါအဲ့ဒါတောင်နဲ့ပြောတယ်ကြလားအဲ့တိမဝင်အဲ့ဒီနဲ့ပြောမရတော့လားသူကပြောမှဆိုလို့ရှိရင်စမမင်းရမြန်မာကမှာထိုးမှာတော့မြန်မာနဲ့ကမှာထိုးတာတော့ဟောပါလေလက်တောင်ဟောပါလေကောင်းသုံးများတယ်ဒီမှာကောင်းသုံးမရောက်ဆိုတော့ကောင်းတဲ့ဖြိုတာလည်းများတယ်မြန်မာနဲ့ဒီမှာထိုးတာအဲ့လိုမျိုးဟိုနိုင်တယ်နိုင်တာပဲစမမင်းတော့နိုင်တာပဲလက်တောင်နဲ့ပဲထိုးတာလက်တောင်နဲ့ပဲဖြိုရမှာဆိုတော့
တောင်နဲ့ပဲဖြေရမှာကွာမလွယ်တော့မလွယ်ဘူးအများပဲကွာတယ်ကွာဖိုက်တာအလက်ရအများကွာအဲ့တောင်သုံးမသားကွာသလင်းဆက်ခွဲတော့တယ်မသားဘူး你大概多少人？刚带他把的时候，看到都没带来的冒烟，都没在也不了的。哦，帮了。啥的了，几的了，帮了。ဒီတရားချီလို့မပေးတော့မှာကွာအဲ့ဒီတရားချီပြီးသွားအဲ့မဖြိုလို့မရဘူးဘယ်လိုမှဖြိုလို့မရဘူးကဲတဲ့ကာပြီးဆိုနေပါမယ်စမင်းခံရမှာကလေးလာမသိတဲ့ပဲဒီတစ်ခါတော့ဒီချီရတာကစားရတာတော့ပညာတော့ပါတယ်ဗျာသူလက်သေးနဲ့ဖြိုလို့မရတော့အဲ့လိုမျိုးတောင်တွေရောဒူးတွေရောသူထောက်တာကွာအဲ့လိုမျိုးသူထောက်တော့တာတော့ပညာတော့ပါတယ်ကွာပညာတော့ပါတယ်ကွာကစားရတာတော့ခေါ်ခံရပြရလို့မျိုးဆိုခံရပြီကစားခံရမယ်လို့မျိုးဆိုတော့ကစားရတာအဲ့လိုမျိုးပဲနောက်ဆုံးခြေတော့အာမစစ်တော့တယ်ကောင်းထိုက်တော့မရတာတစ်ချက်ပါထိုက်ရရတယ်ဒီတိုင်းပဲတက်တယ်ဆိုဒီတိုင်းပဲတက်မယ်လားမသိဘူးဟုတ်ကြည့်တဲ့တိုင်းပဲထိုက်ဆော့ရလဲဖဲလဲတော့ထိုးတာမဝင်မကြောက်ဘူးရလဲဖဲလဲတော့ပါဝါကောင်းတဲ့ဖိုက်တာဒါအမစေပါဘူးအဲ့ဒီပါမစေသူကလောက်ကြပြီးအဲ့လိုသူမောလာပြီးတော့ချီတော့သူစော့ရသူကလောက်ကြပြီးထိုးတော့ပဲမထည့်တာပါမကောင်းတာပါသူပါဘယ်လိုလဲမမအောင်ကွာဘယ်လိုလဲလက်တိမမအောင်လို့လားဆော့ပြထွန်းရတယ်ဆရာကြီးဆိုတော့နောက်ဆော့ပြီးတော့ထိုးနေရတယ်ပေါ့ဟောနိုင်ရတော့ဖြစ်နေတယ်တော့ချစ်စလို့